မင်္ဂလာပါခင်ဗျာ book note ကနေကြိုဆိုပါရစေဒီနေ့မှာတော့ငွေကြေးနဲ့ပတ်သက်ပြီးကျွန်တော်တို့ရဲ့အမြင်တွေကိုတစ်စစ်ချိုးပြောင်းလဲပေးမယ်ကဘာကျော်စာအုပ်ကောက်တအုပ်ချောင်းပြောပြပေးချင်ပါတယ်စာအုပ်ချေရာ The Psychology of Money စာရေးသူက Morgan Housel ဒီစာအုပ်ကငွေကြေးနဲ့ပတ်သက်ရင်သင်ချာတွက်ချက်မှုတွေထက်လူတွေရဲ့စိတ်နေစိတ်ထားနဲ့အဖြူအမူတွေကဘလောက်ထိအရေးပါတယ်ဆိုတာကိုထောက်ပြထားတဲ့စာအုပ်ဖြစ်ပါတယ်။စာရေးသူ Morgan Housel ကငွေကြေးအောင်မြင်မှုဆိုတာသိပ္ပံပညာရဲ့တစ်ခုထက် soft skill လူမှုဆက်ဆံရေးနဲ့စိတ်ပိုင်းဆိုင်ရာကျွမ်းကျင်မှုတစ်ခုဖြစ်တယ်လို့ဆိုထားပါတယ်။အနည်းချုပ်အနေနဲ့ The Psychology of Money မှာအဓိကပြောထားတာကတော့ငွေကြေးချမ်းသာဖို့အတွက်သင်ဟာပါရမီရှင်တစ်ယောက်ဖြစ်နေဖို့မလိုပါဘူး။သင်ရဲ့အဖြူအမူကိုထိန်းချုပ်နိုင်ဖို့ပဲလိုအပ်တာပါ။စာအုပ်ထဲမှာစိတ်ဝင်စားစရာအချက်လက်များစွာပါဝင်ပါတယ်။ပထမဆုံးအနေနဲ့ကံတရားနဲ့ယဉ်နှီးမြှုပ်နှံမှုကြောင့်ပါ။ကျွန်တော်တို့အောင်မြင်တဲ့အခါကိုယ့်ရဲ့အရေးချင်းကြောင့်လို့ထင်တတ်ပြီးကြာရှုံးတဲ့အခါကံဆိုးလို့အဖြစ်တင်တတ်ကြပါတယ်။တကယ်တော့အောင်မြင်မှုတိုင်းမှာကိုမမြင်နိုင်တဲ့ကံတရားနဲ့စွမ်းစားရမှုတွေအမြဲတွန်းနေတယ်ဆိုတာကိုသတိပြုမိဖို့လိုအပ်ပါတယ်။ဒုတိယအချက်ကတော့ rich နဲ့ wealth ရဲ့ကွာခြားချက်ပါ rich ဆိုတာကတော့အပြင်ပန်းမှာမြင်နေရတဲ့ကားအကောင်စားစီးတာအဆုံးဆောင်အကောင်စားသုံးတာမျိုးပါဒါပေမဲ့ wealth ဆိုတာကတော့မမြင်ရတဲ့စူးစောင်းငွေတွေယဉ်နှီးမြှုပ်နှံမှုတွေထက်ပြီးဒါကသင်ကိုစိတ်လွတ်လပ်မှုပေးနိုင်တာပါနောက်ထပ်အရေးကြီးတဲ့အချက်ကလုံလောက်ခြင်းကိုသိဖို့ပါလူတော်များများဟာပန်းတိုင်တစ်ခုရောက်ရင်နောက်ထပ်ပန်းတိုင်တစ်ခုကိုထပ်တိုးရင်လောဘနောက်လိုက်နေတတ်ကြပါတယ်။မိမိတွေဘလောက်ဆိုရင်လုံလောက်ပြီလဲဆိုတာကိုမသတ်မှတ်နိုင်ရင်ဘယ်တော့မှပျော်ရွှင်မှာမဟုတ်သလိုရှိသမျှအရာအလုံးကိုလည်းဆုံးရှုံးသွားစေနိုင်ပါတယ်။နောက်ဆုံးအနေနဲ့ပေါင်းဆက်တိုးပွားနှုန်းရဲ့စွမ်းအားပါ။ဝါရင်ဘတ်ဖက်ရဲ့ကြွယ်ဝမှုဟာသူအယံတော်လို့ထက်သူဟာငငယ်ကလေးကလေးကစူဆောင်းယဉ်နှီးမြှုပ်နှံမှုကိုနှစ်ပေါင်းများစွာကြာရှည်အောင်လုပ်နိုင်ခဲ့တဲ့စိတ်ရှည်မှုကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။ငွေကြေးစီမံခန့်ခွဲမှာအချင်းဟာအကြီးမားဆုံးသောလက်နက်တစ်ခုဖြစ်ပါတယ်။သင်ခန်းစာအနေနဲ့ချမ်းသာကြွယ်ဝမှုသည်တဲမသုံးဆွဲပဲချမ်းသာသောငွေဖြစ်သည်။ကိုယ့်ရဲ့အတာကိုထိန်းချုပ်ပြီးလုံလောက်ပြီလို့တည်တတ်ခြင်းကငွေကြေးဆုံးရှုံးမှုကြီးတွေကနေသင်ကိုကာကွယ်ပေးပါလိမ့်မယ်။စိတ်ရှည်မှုကအကောင်းဆုံးယဉ်နှီးမြှုပ်နှံမှုဖြစ်သည်ငွေကြေးမှာအမြန်ဆုံးချမ်းသာနေထရေရှည်မှာပုံမှန်တိုးပွားနေအောင်လှုပ်ဆောင်နိုင်ခြင်းကပိုမိုခိုင်မာတဲ့အောင်မြင်မှုကိုရရှိစေပါတယ်ဒီစာအုပ်ကသင်ကိုငွေရှာနည်းထရှာဖွေရရှိထားတဲ့ငွေကြေးအပေါ်မှာမှန်ကန်တဲ့စိတ်ထားနဲ့ဘလို့တည်တည်ငြိမ်ငြိမ်စီမံခန့်ခွဲရမလဲဆိုတာကိုသင်ကြားပေးသွားမှာဖြစ်ပါတယ်အားလုံးပဲငွေကြေးပိုင်းဆိုင်ရာလွတ်လပ်မှုတွေရရှိနိုင်ကြပါစေခင်ဗျာ